မနှောမြင်ကတည်ရနာဆိုတော့ကျဆန်သုံးကဒီနေ့ည4:15အချိန်ပါနော်နိုင်စာမြို့မှာကွယ်လွန်သွားပြီဆိုတာတည်င်းကတကယ်ကို confirm ဖြစ်ပါတယ်တကယ်ကိုဟုတ်ပါတယ်နော်သူကဘယ်လိုလဲဆိုတော့သူဖြစ်စဉ်ကိုနည်းနည်းပြောပြမယ်နော်ကျွန်တော်အမိတော့ပေါ့နော်သူကအစတော့အုံနောက်သေးကြောပေါက်တာနော်ပေါက်ပြီးတော့သူဒီလိုက်စာဆေးရုံမှာသူကဆေးကုသမှုခံယူတယ်ဆေးကုသမှုခံယူတော့ဒါလိုက်စာဆေးရုံကလက်မခံတော့ဘူးအဆင်မပြေတော့ဘူးအခြေအနေမကောင်းတော့ဘူးเนาะအဲ့လိုမျိုးဆိုတော့တရုတ်ပြည်ကိုပို့တယ်တရုတ်ပြည်ရင်ကျန်းမှာเนาะဒီမှာရေးထားတယ်ရင်ကျန်းမှာသူကတော့ကုနေတယ်ရင်ကျန်းမှာတော့ကုတော့ရင်ကျန်းမှာကုတယ်အဆင်မပြေဘူးအဲ့ဒါလည်းလက်လွတ်တယ်လက်လွတ်တော့တော့ဘယ်ကိုပြန်ပို့လဲဆိုရင်ကျန်းကနေသူ့ပြန်ပြီးမှမန်ရှီဆေးရုံကိုပြန်လွဲတယ်မန်ရှီဆေးရုံမှာလည်းကိုရင်း၎င်းပဲသူကလုံးဝအခြေအနေမကောင်းတော့ဘူးဆိုပြီးမှเนาะသူ့ကိုပြန်ပြီးမှကိုယ့်ရဲ့နိုင်ငံမှာပဲကိုပြန်သွားဖို့သူကညွန်ပြီးတော့သူကအဲ့ကနေပြန်လာပြီးအခုလိုက်စာဆေးရုံမှာเนาะဒီညနေပိုင်း4:15အချိန်မှာကွယ်လွန်သွားပြီတဲ့ဒါတကယ်ကို confirm ဖြစ်သွားပြီเนาะ confirm ဖြစ်သွားပြီအစတော့စစပုံတွေတက်လာတဲ့အခါတော့ကွယ်လွန်သွားပြီပါညာဆိုမှကျွန်တော်ပြိတ္တတွေကတော့စိတ်ပူပြီးတချို့ကျတော့တကယ်ထင်ပြီးအဲ့လိုမျိုးတင်ကြအများကြီးရှိရဲ့ဒါပေမဲ့ဒီနေ့တော့တကယ်ကိုကွယ်လွန်သွားပြီဆိုတာကျွန်တော်သိရတယ်เนาะအဲ့ဒါလာပြောပြတာအခုline ပေါ်မှာလည်းတော်တော်လေးပုံတွေတက်လာတာတွေ့ရတယ်เนาะတွေ့ရတယ်အမှတချို့ဆိုရေးထားတယ်မနှောမြင်သေးတာနားတဲ့တေးတချင်းတီဆိုပြီးတော့ထောဆောက်လို့လက်ချက်ဆန်ထိုးဟာတဲ့သူချစ်တဲ့ပြိတ္တတွေကိုအပီးပိုင်နှုတ်ဆက်သွားပြီဖြစ်ပါတယ်တဲ့စိတ်မကောင်းလိုက်တာเนาะတကယ်စိတ်မကောင်းပါဘူးကျွန်တော်တို့တကယ်ကိုလေးစားရတဲ့တေးသန့်ရှင်အဆိုတော်ဒါတိုင်းပြည်เนาะကျွန်တော်တို့မြန်မာနိုင်ငံလုံးအားလုံးပြည်တဲ့ဆိုတော့ကျဆန်တုံးကွယ်လွန်သွားပြီဆိုတာကြားရတာကျွန်တော်တို့လည်းစိတ်မကောင်းပါဘူးကောင်းရာသူတည်ပါပါစေလို့ဒီကနေဆုတောင်းပေးပါတယ်တကယ်ကိုဖျားထံမှာကောင်းမွန်စွာအိဆက်အနာယူခြင်းငြိမ်သက်ခြင်းကိုခံစားရပါစေကောင်းကင်ဘုံကိုရောက်ရှိပါစေလို့ကျွန်တော်တို့ခင်ဗျဆုတောင်းပေးပါတယ်ရန်စိတ်မကောင်းဘူးเนาะတကယ်ကိုကွယ်လွန်သွားပြီဆိုတာကျွန်တော်သိရပါတယ် confirm ဖြစ်ပါတယ်လို့အားလုံးဆုတောင်းပေးကြပါဦးလို့